ဘယ်စကင်ကဲတုံးထုံကိုမျက်နှာကိုစိတ်တိုင်းမကျဖြစ်နေလားဒီအကြောင်းအရာကမင်းသုံးနေတဲ့ product ကြောင့်မဟုတ်ပဲမင်း skin barrier ပျက်စီးနေတာဖြစ်နိုင်တယ် skin barrier ဆိုတာအလွယ်ပြောရရင်အသားအရည်ကိုကာကွယ်ပေးတဲ့ layer တစ်ခုဖြစ်တယ်အဲ့ဒီ layer ပျက်စီးသွားရင်မင်းအသားအရည်မှာအချက်၄ချက်ကြုံတွေ့လာလိမ့်မယ်နံပါတ်1 skin 6တွေ့လာမယ် redness ဖြစ်လာမယ် break out ပိုဖြစ်လာမယ် skin sensitive အသားအရည်ကအရန်ကိုထိလွယ်ရှာလွယ်ဖြစ်လာလိမ့်မယ်ဒီချက်တွေဖြစ်နေပြီဆိုရင်မင်း skin barrier ပျက်စီးနေပြီဘယ်အကြောင်းအရာတွေကြောင့်အများဆုံးဖြစ်နိုင်တယ်ထင်လဲနံပါတ်1 too many product အလားကုန်ပစ္စည်းများလွန်းတာနံပါတ်2 harass cleanser ကြမ်းတမ်းစေတဲ့မျက်နှာသစ်စေနံပါတ်3 over exfoliation skin ကိုအရန်ပုတ်တိုက်နေတာဒီအချက်တွေကြောင့်အများဆုံးဖြစ်နိုင်ပါတယ်တခါတလေ glowing skin ရဖို့ဆိုပြီး product အသစ်ဝယ်တာထက်ကိုယ့်အသားရည်ကိုအနာပေးဖို့ကပိုအရေးကြီးပါတယ်